မင်္ဂလာပါရှင်။ဘာမှခေတ်သစ်သတင်းဌာန၏ဇန်နဝါရီလ2ရက်နေ့စိတ်ဝင်စားဖွယ်ထိပ်တန်းရောက်သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နမောင်နဲ့စင်ပောင်ဝယ်မြို့နယ်တို့တွင်စစ်ကားနှင့်ကင်းလက်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်အရာရှိအပါအဝင်စစ်သား2ဦးသေဆုံးပြီးလက်နက်လေးလက်သိမ်းစီးရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေးတိုင်းနမောင်မြို့နယ်စစ်ကားတစ်စီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာအရာရှိအပါအဝင်စစ်သား2ဦးသေဆုံးပြီးလက်နက်2လက်သိမ်းစီးရရှိခဲ့ကြောင်းနမောင်မြို့နယ်ပကဖတာဝန်ခံခုအစိတ်တီကသတင်းဌာနကိုပြောကြားပါတယ်။ရှနေ့ဇန်နဝါရီလ2ရက်နေ့နက်8နာရီခန့်ကနမောင်မြို့နယ်ဆိုင်ကောင်ရွာမော်လမ်းမပေါ်တွင်ပြည်သူ့ကောက်ကွယ်ရေးတပ်ဖွဲ့ဝင်များကလမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေစဉ်ဆိုင်ကောင်ကြီးရွာဘက်မှလာသောအရာရှိအပါအဝင်စစ်သား3ဦးလိုက်ပါလာသည့်တိုရိုတာဟိုင်းလက်စက်ကားတစ်စီးကိုစစ်ဆေးရာစစ်ဆေးခံခြင်းမပြုဘဲမောင်းပြေးသဖြင့်လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထို့သောပစ်ခတ်မှုကြောင့်ကားနောက်ခန်းတွင်လိုက်ပါလာသောအရာရှိအပါအဝင်စစ်သား2ဦးသေဆုံးပြီးတမိုင်ကျော်ကျော်အရောက်ခရီးသွားကားတစ်စီးကိုတနက်ပစ်ဖောက်လူယူကာသေဆုံးသွားသောစစ်သားလောင်းများကိုတင်ဆောင်ပြီးထွက်ပြေးသွားကြောင်းထို့ကြောင့်တိမ်မှောက်သွားသောကားကိုစစ်ဆေးခဲ့ရာ MA3 အမျိုးအစားတနက်2လက်ကြီးပေါက်10ပေါက်နှင့်9.6 G အတောင့်200တို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ်။ဒီနေ့လမ်းပိုင်းစစ်ဆေးမှုတက်လုပ်တာပေါ်မနက်9နာရီကျော်လောက်မှလမ်းပိုင်းစစ်ဆေးမှုတက်လုပ်တာ10နာရီလောက်မှစိုင်းကောင်းဘက်ကနေလာတဲ့စားခါ3ဦးလိုက်ပါလာတဲ့တိုရိုတာဟိုင်းလက်ကားကိုစစ်ဖို့ထားတာစစ်ခွင့်မပြီးဘဲနဲ့မောင်းပြေးလို့ပထမ point နဲ့ဒုတိယ point တွေကပြစ်တာပေါ်တတိယ point ကဆက်ပစ်တဲ့အချိန်မှာကားနောက်ခန်းထဲမှာပါတဲ့2ယောက်ကိုထိတယ်ရှေ့မောင်းတဲ့သူကဆက်မောင်းပြေးလို့နောက်ကနေလိုက်ဖြစ်တော့ကားပြီးမှန်ပြီးအခင်းဖြစ်တဲ့နေရာနဲ့တမိုင်ကျော်လောက်မှာကားကမှောက်သွားတာနောက်ကနေလိုက်လံရှင်းလင်းတဲ့အချိန်မှာခရီးသွားကားတွေကိုတနက်ဖောက်ထားပြီးကားပေါ်ကအလောင်းတွေကိုဆွဲတင်မောင်းပြေးသွားတာကျွန်တော်တို့ကလမ်းပိုင်းစစ်ဆေးဖို့ဆိုင်ကယ်တွေကတောထဲမှာထားခဲ့တာဆိုတော့အဲ့ဒီဆိုင်ကယ်တွေကိုသွားပြီးလိုက်ရတဲ့အတွက်အချိန်လေးကနည်းနည်းလောက်ဟသွားတဲ့အတွက်ထွက်ပြေးဖို့အချိန်ရသွားတာဟုနမောင်မြို့နယ်ပကဖတာဝန်ခံကိုအစိတ်တီးကသတင်းဌာနကိုပြောကြားပါတယ်အဆိုပါစစ်စင်ရေးကိုနမောင်မြို့နယ်ပကဖအဖွဲ့မှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားရာနေရာသို့တရက်ချင်းပြူစောတိကျေးရွာမှာစစ်သားပြူများရောက်ရှိလာသဖြင့်ပြည်သူ့ကောက်ကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကမရှိပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့အပြင်ရှမနီဇန်နဝါရီလ1ရက်မွန်တက်12:34မိနစ်ကစင်ပောင်ဝဲမြို့နယ်လဲစင်ကျေးရွာအနီးတွင်ကင်းလဲလာသည့်စစ်သားပြူစောတိများကိုပြည်သူ့ကောက်ကွယ်ရေးတပ်ဖွဲ့ဝင်များကပစ်ခတ်တိုက်ခိုက်ခဲ့ရာUS ကပိုင်အမျိုးအစားမောင်းပြန်တနက်2လက်သိမ်းစီရရှိခဲ့ကြောင်းတရက်ခရိုင်အမှန်ကတရင်ကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးကတာမျိုးသိန်းတိုက်ပွဲ9ရက်မြောက်လာချိန်စစ်တပ်နှင့်ရဲစခန်းတို့တွားရောက်ခုလုံသည့်နန်စီဒီယန်ဝန်ထမ်းနှင့်မိသားစုများကိုပါလက်နက်တပ်ဆင်ပေးပြီးစစ်တိုက်ခိုင်းနေဆွဲတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းကတာမျိုးသိန်းတိုက်ပွဲ9ရက်မြောက်လာတဲ့အချိန်စစ်တပ်စခန်းများထံသို့တွားရောက်ပူးပေါင်းသည့်နန်စီဒီယန်ဝန်ထမ်းများနှင့်မိသားစုဝင်များကိုပါလက်နက်တပ်ဆင်ပေးပြီးစစ်တိုက်ခိုင်းတွေကညှင်းဆန်မရဖြစ်နေကြောင်းခမာရ309တပ်အတွင်းခိုလုံရောက်ရှိလာသည့်နန်စီဒီယန်ဝန်ထမ်းတချို့နှင့်အဆက်အသွယ်ရှိနေသောနေပြည်တော်ထွေအုပ်ဝန်ထမ်းသတင်းရင်းမြစ်ကပြောဆိုပါတယ်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ပြီးကတာမျိုးသိန်းတိုက်ပွဲကို KIA နဲ့ PDF တပ်များကဆင်နွှဲပြီးနောက်ထွေအုပ်ရုံးမြို့နယ်တရားရုံးမြန်မာစီးပွားရေးပန်းလောဝကအပါအဝင်ဌာနဆိုင်ရာနန်စီဒီယန်ဝန်ထမ်းများနှင့်ပြည်သားစုများမှစစ်တပ်နှင့်ရဲများထံသို့တွားရောက်ပူးပေါင်းခိုလုံကြကြောင်းတချို့သောနန်စီဒီယန်ဝန်ထမ်းများမှလည်းစစ်ပေးရှောင်များနှင့်အတူမြို့မှထွက်ခွာသွားကြကြောင်းလက်ရှိစစ်တပ်ရဲများနှင့်အတူတွားရောက်ပူးပေါင်းကြသောနန်စီဒီယန်ဝန်ထမ်းနှင့်ပြည်သားစုတရားဝင်ကျင်ရှိပြီးအဆိုပါဝန်ထမ်းများနှင့်ပြည်သားစုများထံမှအသက်ပြည့်ပြီးသောသားသမီးများဝန်ထမ်းများကိုလက်နက်တပ်ဆင်ပေးကလုံခြုံရေးယူခိုင်းခြင်းနှင့်စစ်တပ်ခိုင်းခြင်းများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။ကတာမျိုးမှရဲစခန်းမှာထွေအုပ်နှင့်မိသက်ဝန်ထမ်းတွေပါဝင်တိုက်နေရတယ်။ခမာရ309ထဲမှာလည်းဝန်ထမ်းတွေရှိတယ်။အဲဒီမှာလည်းလူငယ်လူရွယ်အကုန်လက်နက်ထုတ်ပေးတယ်။အထက်အမိန့်နဲ့တိုက်ခိုင်းတာကလေးငယ်တွေနဲ့တက်ကြီးတွေအိုပါတဲ့ဝန်ထမ်းမိသားစုတွေကမပြေတော့ပဲတပ်မတော်နဲ့ရဲစခန်းမှာသွားပူးပေါင်းကြတာလူငယ်နဲ့လူလက်ပိုင်းအမျိုးသမီးအမျိုးသားအကုန်လက်နက်ငယ်ပစ်ခတ်ဖြုတ်တက်ချက်ချင်းတင်ပြီးတိုက်ခိုင်းတာဟုလက်ရှိစစ်တိုက်နေရသောကတာမျိုးနယ်ထွေအုပ်နှန်းစီတရန်ဝန်ထမ်းနှင့်အဆက်အသွယ်ရရှိထားသည့်နေပြည်တော်ထွေအုပ်သတင်းရင်းမြစ်ကပြောဆိုပါရယ်စစ်တပ်ကကတာမျိုးနယ်တွင်ရဲစခန်းအကျဉ်းထောင်ဌာနဆိုင်ရာရုံးအချို့တွင်ဆက်လက်တက်ဆွဲပြီးနန်စီဒီယန်ဝန်ထမ်းအချို့နှင့်အတူခုခံတိုက်ခိုက်နေကြောင်းခမာရ309တရင်တွင်လည်းဒေါ်လာရေးတပ်များ၏ဝိုင်းဝန်းတိုက်ခိုက်မှုကိုခံနေရကြောင်းဒေါ်လာရေးတပ်များကမြို့အဝင်ခေကာကြီးဝင်ပညာရေးကောလိပ်အထက်တန်းကျောင်းနေရာများကိုသိမ်းပိုက်ရရှိထားကြောင်းတိုက်ပွဲများဆက်လက်ပြင်းထန်နေစေဖြစ်ကြောင်းသိရပါသည်ဆက်လက်ပြီးစေကောင်စီထရုံတပ်ဖွဲ့ကိုရှမ်းတောင် PDF ထရုံဖြင့်ပုံကျဲတဲ့ဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စစ်ကောင်စီ၏ရှုံးတပ်ဖွဲ့အားထရုံဖြင့်ပုံကျဲတိုက်ခိုက်သည့်ရှုပ်တံကိုရှမ်းတောင် PDF အမှန်1005တပ်ရင်းကဇန်နဝါရီလ1ရက်တွင်ထုတ်ပြန်ထားပါသည်စစ်ကောင်စီထရုံတပ်ဖွဲ့သည်ကြေးရွာတစ်ခုအတွင်စခန်းချကထရုံစံသက်ပြန်တန်းနေစဉ်ရှမ်းတောင် PDF ကထရုံဖြင့်ပြန်လည်ပုံကျဲတိုက်ခိုက်လိုက်ခြင်းဖြစ်ပါသည်
ရှင်းဗီဒီယိုတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသည့်နေရာကိုရှမ်းတောင် PDF က drone ဖြင့်ဖုံးနှက်ချိန်ကျေချတိုက်ခိုက်ခဲ့သည်ကိုတွေ့ရပါတယ်။ရန်သူလိုဖြစ်စည်းအပြည့်စုံဖြင့်သာတိုက်ရပါကရန်သူခြေချလို့မရဲအောင်စွမ်းနိုင်ပါတယ်။ဒီပညာမြင့် drone များသည့်ငွေကြေးပမာဏကြီးမားလွန်သည့်အခက်အခဲပင်ဖြစ်ပါသည်ဟုရှမ်းတောင် PDF တပ်ရေးအရာရှိကပြောပါတယ်။ရှမ်းတောင် PDF အမှန်1005တပ်ရင်းသည်အမျိုးသားညီညွတ်ရေးအစိုးရ NUG တပ်ရင်းတစ်ခုဖြစ်ပြီးမဟာမိတ်များနှင့်အတူစစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေသည့်တပ်ဖွဲ့ဖြစ်ပါတယ်။ဆက်လက်ပြီး NUG ကောက်ွယ်ရေးအသုံးစရိတ်3သိန်းကျော်တိုးမြင့်တနိုင်ငံလုံးအတိုင်းအတာဖြင့် Unified Command ထိစောင့်နိုင်ပြီဟုထုတ်ပြန်နေဆွဲတဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကောက်ွယ်ရေးဝန်ကြီးဌာနသည်2025ခုနှစ်အတွင်းတနိုင်ငံလုံးအတိုင်းအတာဖြင့်တခုတည်းသောကိုကဲမှု Unified Command ကိုခိုင်မာစွာတည်ထောင်နိုင်ခဲ့ပြီးစည်ရေးအသုံးစရိတ်ကိုလည်းသိန်းပေါင်း3,300,000ကျော်အထိတိုးမြင့်ထောက်ပံ့နိုင်ခဲ့ကြောင်း2025ခုနှစ်စည်ရေးဖြစ်ပေါ်တိုးတက်မှုအစီရင်ခံစာတွင်ဖော်ပြထားပါတယ်။ယမနီဇန်နဝါရီ1ရက်နေ့ကထုတ်ပြန်သည့်အဆိုပါအစီရင်ခံစာအရ2025ခုနှစ်တွင်ပြည်သူ့ကောက်ွယ်ရေးတပ်မတော်PDF သည်တပြည်လုံးအတိုင်းအတာဖြင့်တိုင်းစစ်ဌာန10ခုတပ်မတစ်ခုနှင့်တရင်ပေါင်း360ရင်းကိုစစ်ရုံးချုပ်၏ဓာတ်ရိုက်ကိုကဲမှုအောက်တွင်ထားရှိနိုင်ခဲ့ကစစ်ရေးအုပ်ချုပ်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းများကိုဟန်ချက်ညီညီဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါသည်။ရန်သူပြုံးတီးမှုနှင့်နေမြေစုံမှု2025ခုနှစ်တနှစ်တာအတွင်းတိုက်ပွဲပေါင်း9139ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်မှအရာရှိနှင့်စစ်သည်စုစုပေါင်း9549ဦးပြုံးတီးခဲ့ကြောင်း NUG ကဆိုပါတယ်။အဆိုပါပြုံးတီးမှုစရန်တွင်သေဆုံးသူ9699ဦးဒဏ်ရာရသူ2926ဦးနှင့်သုံးပန်းအဖြစ်ဖမ်းဆီးရမိသူ1124ဦးပါဝင်ပါတယ်။နေမြေစိုးမိုးမှုအပိုင်းတွင်တော်လှန်ရေးအင်အားစုများသည့်တနိုင်ငံလုံးရှိမြို့နယ်ပေါင်း38မြို့နယ်ကိုအပြည့်အဝသိမ်းပိုက်ထားနိုင်ခဲ့ပြီးအခြားမြို့နယ်42မြို့နယ်ကိုလည်းဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ထားနိုင်စေဖြစ်ပါတယ်။အထူးသဖြင့်မန်စီဖလန်အင်းတော်ဗမောက်နှင့်မောတောင်မြို့များကိုအပြည့်အဝထိန်းချုပ်ထားနိုင်ခဲ့ကြောင်းအစီရင်ခံစာတွင်ဖော်ပြထားပါတယ်။စစ်စည်းကမ်းနှင့်တရားစီရင်ရေးတော်လှန်ရေးတပ်ဖွဲ့များ၏အရေးအသွေးကိုမြင့်တင်ရန်စစ်ဖက်တရားစီရင်ရေးကိုလည်းအရှိန်မြင့်ဆောင်ရွက်ခဲ့ပါတယ်။2025ခုနှစ်အတွင်း PDF ရဲဘော်များစစ်စည်းကမ်းဖောက်ဖျက်သည့်အမှုပေါင်း255မှုကိုကင်တွယ်ဖြည့်ရှင်းခဲ့ပြီးအမှုပေါင်း109မှုကိုစီရင်ချက်ချမှတ်နိုင်ခဲ့ပါတယ်။ပြည်မှုကျူးလွန်သူ83ဦးကိုစီမံခန့်ခွဲမှုနည်းလမ်းအရအရေးယူခဲ့ပြီးစစ်ခုံရုံးနှင့်အကျဉ်းစစ်တရားရုံးများဖြင့်လည်းတရားစီရင်မှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဗန္ဒာရေးနှင့်ရဲဘော်များအတွက်ခန်းစားခွင့်များNUG သည်တရင်များအားထောက်ပံ့မှုကိုနှစ်စဉ်တိုးမြင့်ခဲ့ရာ2025ခုနှစ်တွင်သိန်းပေါင်း3,360,000ကျော်ကျပ်33.6ဘီလီယံခန့်အထိတိုးမြင့်ပေးနိုင်ခဲ့ပါတယ်။ထို့ပြင်ကြာဆုံးမတန်ဆွမ်းဖြစ်ခဲ့သည့်ရဲဘော်များအတွက်ကွန်ပျူငွေနှင့်လစဉ်ထောက်ပံ့ခြင်းငွေပေးအပ်လျက်ရှိပြီးတော်လှန်ရေးအပြီးတွင်ရဲဘော်များနှင့်မိသားစုဝင်များခံစားရမည့်အထူးခွင့်ရေးဆိုင်ရာဥပဒေချက်များကိုလည်းဦးစားပေးရေးဆွဲနေပြီဖြစ်ပါတယ်။စိန်ခေါ်မှုနှင့်ရှစ်လုပ်ငန်းစဉ်တော်လှန်ရေးအင်အားစုများအနေဖြင့်ခရမ်းမိကြောက်လိုအပ်ချက်နှင့်စစ်ရေးပြင်းထန်သည့်ဒေသများတွင်ရဲဘော်များအနာမရသည့်စိန်ခေါ်မှုများကိုကြုံတွေ့ခဲ့ရတော့လေ2026ခုနှစ်တွင်အမျိုးသားကောက်ွယ်ရေးမဟာဗျူဟာ NDS နှင့်အညီမဟာဗျူဟာထိုးစစ်အဆင့်သို့တက်လှမ်းကတပြည်လုံးလွတ်မြောက်သည့်အထိဆက်လက်ကြိုးပမ်းသွားမည်ဟု NUG ကောက်ွယ်ရေးဝန်ကြီးဌာနကကတိပြုထားပါသည်။